Infinity Castle ရဲ့မှာ Hashirama ရဲ့ကံကြမ္မာကဒီ chapter မှာအပြောင်းလဲကြီးတစ်ခုကိုရောက်လာပြီး chapter 158က Demon Slayer manga chapter ထဲမှာဘယ်သူမှမမျှော်လင့်ထားတဲ့အခန်းတစ်ခန်းမှာဒီ chapter မှာစစ်ပွဲကအဆင့်တစ်ခုကိုမြင့်တက်သွားပြီးနောက်ပြန်မလဲနိုင်တော့ပါဘူးဒီနေ့ Demon Slayer chapter 158ကိုကျွန်တော်ဇေယျဖြိုးကဖတ်ပြပေးမှာဖြစ်ပါတယ်ပြုံးပြီးရင်ပြုံးလာတဲ့မိစ္ဆာရဲ့မျက်နှာနဲ့ chapter 158ပထမဆုံးစာမျက်နှာအစမှာနဲ့ခါနာအိုရဲ့အတွေ့အထိကစကလုံးများကိုကျွန်တော်တို့ကမြင်တွေ့ရမှာဖြစ်ပြီးတော့သူမကစက်သိန်းထားနေရလုံးဝကိုမရက်တော့ဘူးငါမှရှိရဲ့ခွန်အားတွေကိုလက်ချောင်းထိထိတာမထည့်နိုင်ဘူးဆိုရင်ငါတကူလုံးကချက်ချင်းတုံလာလိမ့်မယ်အဲ့ဒီနောက်သူမကဒိုမန်ကိုကြည့်ရင်လည်းဒီမိစ္ဆာနဲ့ရှင်ငါအခုချိန်ထိနှိမ်လှခဲ့တဲ့မိစ္ဆာတွေအကုန်လုံးကခလေးသက်သာအဆင်မရှိရဲ့သူမကငါရဲ့အမျက်ဒေါသတွေကြောင့်သာအခုချိန်ထိမမက်ရက်နေနိုင်သေးတာငါရဲ့ခန္ဓာကိုယ်တစ်ခုလုံးလောင်ကျွမ်းပြီးတန်မာနေသလိုခံစားနေရတယ်ငါရဲ့လက်မျိုးထဲမှာလည်းစူပွက်နေသလိုခံစားနေရတယ်စိတ်ကတိကအောက်ဖြစ်လို့ထောက်ခြင်းမိရဲ့ဒီလိုဝေယုံသုံးကဖြစ်နေတဲ့ငါရဲ့ခန္ဓာကိုယ်ကိုသာငါမထိန်းထားနိုင်ရင်အခုချိန်ဆိုတစားသည်ဖြစ်နေလောက်ပြီးငါတက်တက်နဲ့တကူဒါကပထမဦးဆုံးအချိန်မူဝေဘူးတာပဲဒီအမုန်းတရားတွေကြောင့်ပဲငါရဲ့ဒေါသတွေအလိမ့်လိုက်ထွက်လာတယ်သူမရဲ့ပါဇက်ကနေပြီးတော့တော်တော်ဆက်ဆုပ်ဖို့ကောင်းလိုက်တာငါရဲ့မိသားစုဝင်တွေကိုဘယ်လိုအောင်တက်ဝင်လာလဲလို့ပြောရင်လည်းအဲ့ဒီနောက်သူမကလျှက်တစ်ပြက်ဒိုမန်ရဲ့အနာကိုရောက်သွားပြီးတော့ပန်းတက်ရှူခြင်းပြစ်စမားမြတ်ပုံစံအတိတ်ပဲမဲ့တော့ပန်းရောင်တင်လို့ပြောကဘတ်တယ်ကိုစောက်ဖွင့်လိုက်ပြီးစောက်ရန်လှပါတဲ့ပန်းပွင့်များနဲ့ပန်းရောင်များကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ဒိုမန်က9 8 9ဝိုးမိုက်တဲ့အကွက်တွေဘလောက်တောင်လှလိုက်တဲ့ဓာတ်ကွက်တွေလဲကဲအခုငါအလဲရောက်ပြီလို့ပြောကဒိုမန်ကသွေးမိတ်ဆာအတက်နှင်းဥယင်ညှိုးနှမ်းဖုံးအုပ်ခြင်းလို့ပြောကနှင်းပွင့်များကိုရမ်းထုတ်လိုက်ပြီးဒုတိယမြောက်ပုံစံတဟုန်တို့တိုက်ကွက်မမွေရောင်စင်လို့ပြောကစောက်ရန်လှတဲ့ဖြာထွက်နေတဲ့အရောင်များစွာဓာတ်ရဲ့အသွားပေါင်းများစွာကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီပတ်တဲ့အတွင်းမှာပဲဒိုမန်ကငါသိပြီသူမရဲ့မျက်လုံးတွေအဲ့ဒီမျက်လုံးတွေကတမွန်ထူးကြတယ်သူကငါရဲ့တိုက်ကွက်တွေကိုခုခံရအောင်လို့ပဲလှုပ်ပြီးတော့လေအေးတွေကိုမရှူမိအောင်အသက်ကိုအောင်းလိုက်တာပဲငါရဲ့ပခုံးရဲ့အကြီးခြေလက်ဒူးတထောင်ခေါင်းငါရဲ့လှုပ်ရှားမှုအနှဲငယ်လောက်ကိုချက်ချင်းသတိထားမိနိုင်ပြီးငါရဲ့အကွက်တွေကိုကြိုတင်ခတ်မှန်းနိုင်နေရပဲသူကအရန်တော်ယုံနေမကဘူးငါရဲ့အကွက်တွေကိုကြိုပြီးတော့ပါတွက်ချက်နိုင်တယ်အဲ့ဒီတော့ငါသူမရဲ့မျက်လုံးတွေကိုဖောက်ထုတ်ပြရမယ်လို့ပြောကဒိုမန်ကသူ့ရဲ့ရတောင်နဲ့ခါနာအိုရဲ့မျက်လုံးကိုဖျက်ရိုက်ဖို့လှုပ်လိုက်တယ်တို့ရင်မဲ့ခန္ဓာကိုယ်ကကံကောင်းစာနဲ့ပဲအနောက်ကိုရှောင်သွားပြီးတော့သူမရဲ့ပါဇက်ကလည်းပြစ်စမားမြောက်ပုံစံမက်မွန်ပန်းရောင်စင်လှိုင်းလို့ပြောကစောက်ရန်လှတဲ့မက်မွန်ပန်းရောင်ပွင့်များကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီနောက်ဒိုမန်ကဒီလိုအချိန်မျိုးအတွက်မင်းရဲ့ခန္ဓာကိုယ်ကိုပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရတဲ့ပုံမှန်တော့မင်းရဲ့ခန္ဓာကိုယ်ကပေါ့သွားပြီးတော့တွက်လက်နေရပဲလို့ပြောကသွေးမိတ်ဆာတက်အေးခဲချင်းတိမ်ထူလို့ပြောပြီးနောက်အေးခဲနေရဲ့လေများတိမ်ထူများကိုများစွာမြင်သိရမှာဖြစ်ပြီးတော့အဲ့ဒီနောက်ခန္ဓာကိုယ်ကလုံးဝမရတော့တဲ့အစုံရှောင်ထွက်သွားပြီးတော့ဒိုမန်ကလည်းလှောင်ရည်နေကလုံးဝအလွတ်မပေးပဲနဲ့သွေးမိတ်ဆာအတက်ရေခဲကြာနယ်ပင်ဟုပြောကຫນွေများဖြင့်ချိတ်ဆက်နေသောရေခဲကြာပွင့်များကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ခန္ဓာကိုယ်ကလည်းရေထဲကိုပြုတ်ကျသွားတယ်သူ့ရဲ့အောက်မှာရှောက်လန်းဆိုတာတော့မရှိတော့ဘူးအဲ့ဒီနောက်ဒိုမန်ကငါ့ရဲ့တိုက်ကွက်အစ်စ်ကိုရှူသားပါအောင်လားအဖြူရောင်နှင်းမုန်တိုင်းနှမိမယ်လို့ပြောကထို့နောက်ရုပ်ထုနှစ်ခုထွက်လာပြီးတော့ရုပ်ထုနှစ်ခုရဲ့ပါဇက်ကနေပြီးတော့လဲနှင်းပွင့်များကိုစက်တိုက်အဆက်မပြတ်မှုတ်ထုတ်နေပြီးခါနာအိုကလည်းအသေးအတန့်ကိုရှောင်နေရတယ်အဲ့ဒီနောက်ခါနာအိုကတိုက်ကွက်တွေကအရန်ကိုကျဲပြန့်လုံးလုံးငါအနားတော့ကက်လို့မရတော့ဘူးလို့ပြောနေစင်းပါပဲဒိုမန်ရဲ့ရေခဲစူးကြုံများကသူမရဲ့အပေါ်ကနေများစွာကျလာပြီးတော့အဲ့ဒီနောက်သူမကအသေးအတန့်ရုံးကန်နေရကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီနောက်ဒိုမန်ကဟေးမင်းကတဖြည်းဖြည်းဝေးသားတယ်လို့ပဲနော်မင်းငါအနာကိုမတက်နိုင်တဲ့၍ငါရဲ့ခေါင်းကိုဖျက်နိုင်မှာမဟုတ်ဘူးနော်လို့ပြောကဒိုမန်ကလျှက်တစ်ပတ်ပြက်ဝဲသွားပြီးတော့သူမရဲ့ပါဇက်ကနေတူလာနေပြီလို့ပြောကသူမဒီမိုစလီယာတိုင်းရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုလူယူသွားတော့မြင်တရားဖြစ်ပြီးတော့သူမရဲ့မျက်လုံးမှာလည်းစောက်ရမ်းကိုလန့်သွားပြီးတော့အဲ့ဒီနောက်ဒိုမန်ကတွေ့လာလို့မေးလိုက်ပြီးတော့ဒီဓာတ်ကိုသတိရှာခိုင်ထားမှာပေါ့မဟုတ်ရင်ဒီလိုပဲဖြစ်မှာပေါ့ကောင်းပြီလေဒါဆိုလို့ရှိရင်ငါဒီဓာတ်ကိုဒီမှာပဲထားလိုက်မယ်အဲ့ဒီနောက်ဒိုမန်ကတစ်ဖက်ကနေပြီးတော့သူမကိုလှောင်ရီချိုးနေတဲ့ပုံစံနဲ့မြန်မြန်လာယူနော်လို့ပြောကပဲဒိုမန်ကတိုက်ကွက်တွေကိုဆက်လက်အသုံးပြုနေပြီးတော့သွေးမိတ်ဆာအတက်ရေခဲကြာပွင့်များဖြာထွက်ခြင်းအသွင်ဆိုရဲနောက်မှာပဲကြာပွင့်ပုံစံရေခဲပေါင်းများစွာကထွက်လာပြီးတော့ထို့နောက်သူမရဲ့ပါဇက်ကနေပြီးတော့ရေခဲသွားတဲ့အများကြီးပဲရေခဲသွေးမိတ်ဆာအတက်လာအနီးကငါတိချအောင်စိုက်မှရမယ်လို့ပြောကစောက်ရန်ဖိအားတွေများနေပြီးတော့သူမကတောက်လျှောက်အားလုံးကိုတိချကြီးမှရမယ်ငါလုံနိုင်တယ်အားလုံးကိုငါလုံနိုင်တယ်ဒီတိုက်ခိုက်မှုတွေအကုန်လုံးကိုရှောင်နိုင်ရမယ်လို့သူတယောက်တည်းပြောနေချိန်မှာပဲတခုခုကကျွန်းထက်တစ်ဖွဲတခုခုကပေါက်ထက်တစ်ဖွဲတခုခုကဆင်းလာတစ်ဖွဲရှိပြီးအဲ့ဒီနောက်ထဲမှာပဲကျွန်တော်တို့ရဲ့စောက်ရမ်းကိုယူတဖို့ကောင်းတဲ့ဝက်ကောင်းတဲ့ကောင်ကရောက်လာပြီးရောက်လာခြင်းမှာပဲဟာဟာတခင်အင်ဒက်စကကောင်းငယ်မောင်ကဆင်းသက်လာပြီကွာအဲ့ဒီနောက်ဒိုမန်နဲ့ခါနာကိုကနှစ်ယောက်စလုံးအံ့ဩသွားပြီးတားရဲ့အသက်ရှူခြင်းနဝမောင်ရောက်အဆွဲလို့ပြောကဒိုမန်ပစ်ခဲ့တဲ့ရေခဲကြာအပွင့်များကိုတစားစီစုပ်ပြက်အောင်ဖျက်ဆီးလိုက်တာအောင်မြင်တွေ့ရမှာဖြစ်ပြီးတော့အမျက်လုံးနဲ့ကွာဒီစောက်ကြီးကငါ့ကိုဒီတိုင်းလမ်းညွှန်လိုက်တာတိုက်ပွဲတွေ့ပြီကွာတိုက်ပွဲတွေ့ပြီလို့သူတယောက်တည်းစောက်ယူထားပြီးတော့အော်နေတာကိုကျွန်တော်တို့မြင်သိရမှာဖြစ်ပါတယ်။ဒါနဲ့မဲ့ chapter 158ကပြီးသွားပြီးတော့နောက်ပိုင်းနဲ့တူနောက်နေ့မှာပြန်လာခဲ့ပါမယ်။ကျွန်တော်ကတော့ဆရာဖြိုးပါ